မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်အခန်း9အတိတ်ထဲကထွက်ခဲ့ပါဘယ်တော့မှအတိတ်ထဲပိတ်မိနေတဲ့အကျုံးသားမဖြစ်ပါစေနဲ့အတိတ်ဆိုတာသင်ခန်းစာတစ်ခုပဲဖြစ်ပြီးတင့်ကိုတသက်တကျွန်းထောင်ချလိုက်တာမဟုတ်ပါဘူးအမည်မသိအတိတ်စကလုံးကသာတူတာအမှတ်တရတွေကအများကြီးပဲကျွန်တော်တို့လူသားတွေကလည်းခက်တော့ခက်တာကောင်းတဲ့အတိတ်တွေကိုသာခက်ခဲပြန်စူးစားကြရတာမကောင်းနဲ့အတိတ်တွေကတကူးတကကြီးစူးစားစရာမလိုပဲခေါင်းထဲမှာပေါ်လာလေးရှိတယ်တွေဝေမိမိမောနဲ့ဘဝကိုဖျက်ဆီးနေတဲ့သူတွေအများစုကအဲ့ဒီအတိတ်တွေကမထွက်နိုင်သူတွေဖြစ်နေတာကိုလည်းကျွန်တော်သတိထားမိခဲ့တယ်အတိတ်ဆိုတာမတွေးမိရင်ကွယ်ပြောက်သွားပြီဖြစ်တဲ့အရာတစ်ခုပါအတိတ်ဆိုတာမတည်ရှိတော့ပါဘူးဒါဆိုအတိတ်ကဘာလို့ဒီလောက်တောင်ပါဝါရှိနေရတာလဲလို့သင်မေးကောင်းမေးနိုင်ပါတယ်အဖြေကတော့ရှင်းပါတယ်တင်ကိုယ်တိုင်မရှိတော့တဲ့အတိတ်ကိုခဏပြန်ခေါ်ပြီးတင်ရဲ့ခေါင်းထဲမှာနေရာပေးထားလို့ပါအတိတ်ကိုမြှောက်စားထားတဲ့အတွက်အတိတ်ကလည်းတင့်ကိုပြန်ပြီးပါဝါပြနေခြင်းဖြစ်ပါတယ်အတိတ်တွေကိုမေးချင်ရင်ပထမဆုံးလုပ်ရမှာကအတိတ်ကိုပါဝါမပေးဖို့ပါအရင်ဆုံးတင်ပါလို့အတွေးတွေများနေရလဲကိုပြန်စူးစားပါအဓိကအကြောင်းရင်းကတွေးဖို့အချိန်ပိုတွေများနေလို့ပါဒီတော့မိမိကိုယ်ကိုအလုပ်ပေးဖို့လိုပါတယ်ကျွန်တော်ဘဝမှာလည်းနာကျင်ခဲ့ရဘူးတဲ့အခိုက်အတန့်ရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအတိတ်တွေကိုမေးဖို့အလုပ်တွေပိုစူးစမ်းခဲ့ပါတယ်ဘယ်လောက်တောင်စူးစမ်းတယ်လဲဆိုရင်စနေတနင်္ဂနွေတောင်ရုံးကိုသွားပြီးအလုပ်သွားလုပ်ပါတယ်ရုံးကိုလာပြီးရုံးကအလုပ်လဲနည်းနည်းကူရင်မိမိဝါသနာပါတဲ့ဘလော့ရေးတာကိုလည်းလုပ်မိဖြစ်ကြောင်းမန်နေဂျာကိုခွင့်တောင်းခဲ့ပါတယ်မန်နေဂျာကဩစတြေးလျနိုင်ငံသားဖြစ်ပြီးကြီးဖြူကိုခွင့်ပြုခဲ့ပါတယ်မိမိမှာအားတဲ့အချိန်များလေအဲ့ဒီအတိတ်တွေကခေါင်းထဲရောက်လာလေပါပဲဒါကြောင့်မိမိဝါသနာပါတဲ့အရာတွေကိုစနေတနင်္ဂနွေတိုင်း online မှာသင်ယူပါတယ်မအိပ်မနေစူးစမ်းတာမျိုးတော့မဟုတ်ပါဘူးကျမရေးကလည်းပျော်ရွှင်ခြင်းရဲ့အဓိကအကြောင်းရင်းထဲမှာပါနေတာသိလို့ကျမရေးထိကြိုက်အောင်တော့ဘယ်တော့မှမလုပ်ခဲ့ပါဘူးဒါပေမဲ့အားတဲ့အချိန်အယမ်းမရှိအောင်တော့မိမိကိုယ်ကိုအလုပ်ပေးခဲ့ပါတယ်ဒဏ်ရာတော့အရှင်းမပြောက်ပေမဲ့အနာကိုခဏတော့သွားမကုန်မိတော့ဘူးပေါ့အချိန်ကြာလာတာနဲ့အမျှမိမိလုံးမှလည်းပုံမထူးချွန်လာပြီးအတိတ်ကိုတဖြည်းဖြည်းမေးပြောက်လာခဲ့ပါတယ်အခုစာရေးနေချိန်မှဆိုအဲ့ဒီအတိတ်တွေအတွက်လုံးဝဝမ်းမနေတော့ပါဘူးဘဝကပန်းခင်းတဲ့လမ်းမဟုတ်တာအတိတ်ကနာကျင်စရာတွေဟာပန်းတိုင်စီလျှောက်တုံးခလုတ်တိုက်တာနဲ့အတူတူပါပဲဒဏ်ရာကြီးတာနဲ့တေးတာပဲကွာပါတယ်ဒါပေမဲ့ထိုင်ကိုနေဖို့အချိန်မရှိပါဘူးဘဝကတင့်ကိုအဲ့ဒီလောက်အချိန်တွေအများကြီးမပေးထားပါဘူးနာကျင်မှုတွေကိုမေးပြောက်တာနဲ့ပတ်သက်လို့အင်တာနက်ပေါ်မှာဖတ်ဖူးတဲ့တရုတ်ပုံမြင်လေးတစ်ခုပြောပြချင်ပါတယ်ပုံမြင်လေးရဲ့နာမည်ကမှုံညင်းစေလေးတဲ့တခါတော့ကအမျိုးသမီးကြီးတဦးဟာသူမရဲ့တားငယ်လေးဆုံးသွားလို့ပူဆွေးတော့ကအကြီးအကျယ်ကိုရောက်နေခဲ့ပါတယ်အရန်ပူလောင်လုံးလို့သူတော်စင်ကြီးတပားစီသွားပြီးကျမသားလေးကိုပြန်ခေါ်နိုင်ဖို့မော်အတက်နီလန်းများရှိပါသလားလို့တွားမေးခဲ့ပါတယ်သူတော်စင်ကြီးကအမျိုးသမီးကြီးကိုနီလန်းတစ်ခုပေးလိုက်ပါတယ်ဝမ်းနည်းပူဆွေးခြင်းကိုမခံစားဘူးတဲ့မိသားစုတစုကိုရှာပါအဲ့ဒီအိမ်ကနေမုံညင်းစေးတစ်စေးကိုတောင်းခဲ့ပါအဲ့ဒီမုံညင်းစေးနဲ့တင့်ရဲ့ပူဆွေးတော့ကတွေကိုအပီးတိုင်ဖျောက်ပေးပါမယ်လို့ဆိုလိုက်ပါတယ်ဒါနဲ့အမျိုးသမီးကြီးလည်းအားတက်သွားပြီးထိုမုံညင်းစေးကိုစရှာပါတော့တယ်ပထမဆုံးအနေနဲ့အရန်ခမ်းနားတဲ့ခြံဝင်းကြီးနဲ့အိမ်ကြီးကိုရွေးလိုက်ပါတယ်ရွေးရတဲ့အကြောင်းအရင်းကတော့ခမ်းနားချမ်းသာတဲ့အိမ်ကြီးမျိုးမှာဝမ်းနည်းပူဆွေးခြင်းခံစားမှုကြမယ်မထင်လို့ဖြစ်ပါတယ်ထို့နောက်တကားခောက်ပြီးကျမပူဆွေးတော့ကမရောက်ဘူးတဲ့အိမ်မျိုးကိုရှာနေတာပါလို့ပြောတော့အိမ်ရှင်ကရှင်နေရမားနေပါပြီကျမတို့ခံစားရဘူးတဲ့ပူဆွေးတော့ကတွေဟာပြောလို့တော့ကုန်မှာမဟုတ်ပါဘူးရှင်လို့ပြောပြီးလက်တလောဖြစ်ထားတဲ့ပူဆွေးတော့ကတွေကိုပြောပြပါတော့တယ်ဒါနဲ့အမျိုးသမီးကြီးကပြန်တောင်နှစ်သိမ့်ပေးခဲ့ရပါသေးတယ်အမျိုးသမီးကြီးထိုအိမ်ကပြန်ထွက်လာတော့ငါအဖြစ်ဆိုးလာပြီးထင်တာဒါပေမဲ့ငါထပ်ဆိုးတဲ့သူတွေရှိသေးပါလားလို့စိုးစားမိလိုက်တယ်ဒါပေမဲ့သူမလက်မလျှော့ပါဘူးနောက်ထပ်တော့ကမခံစားဘူးတဲ့အိမ်ကိုဆက်လက်ရှာဖွေပါတော့တယ်တအိမ်ဝင်တအိမ်ထွက်ရှာပေးမဲ့လေလူတိုင်းကသူတို့ခံစားရဘူးတဲ့ပူဆွေးတော့ကတွေအကြောင်းပဲပြောပြကြပါတယ်ရိုးကိုရိုးတယ်မရှိပါဘူးသူကလည်းနားထောင်ပြီးတိုင်းပြန်လဲနှစ်သိမ့်ပေးခဲ့ပါတယ်သူ့ကိုသူတောင်တတိမထားမိလိုက်ချိန်မှာပဲသူဟာပူဆွေးတော့ကတွေနဲလာပြီးသူများတွေကိုနှစ်သိမ့်ကူညီပေးတာဝါသနာပါလာခဲ့ပါတော့တယ်တဖြည်းဖြည်းနဲ့သူတော်စင်ကြီးရဲ့စေခိုင်းမှုကိုသူမသဘောပေါက်လာခဲ့ပါတယ်လူတိုင်းမှာပူဆွေးမှုတွေတောကတွေဝမ်းနည်းစရာအတိတ်တွေရှိနေကြပြီးဒါတွေကိုခံစားနေရတာသူမတယောက်တည်းမဟုတ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်သူမဟာလည်းလူတွေကိုကူညီနဲ့တိတ်ပေးရင်းသူမရဲ့တောကတွေပျောက်သွားခဲ့ပါတော့တယ်ဒီစာကိုဖတ်နေတဲ့တင်မှာဝမ်းနည်းစရာအတိတ်တွေနာကျင်စရာအတိတ်တွေရှိကောင်းရှိနေနိုင်ပါတယ်တခါတလေတင့်ခံစားရဘူးတဲ့ဒဏ်ရာလောက်ပြင်းတဲ့ဒဏ်ရာမျိုးဘယ်သူမှခံစားဘူးမှမဟုတ်ဘူးလို့တင်တွေးကောင်းတွေးနိုင်ပါတယ်တင်ခံစားဘူးတဲ့ဒဏ်ရာမျိုးနဲ့ထပ်တူကြတဲ့ဒဏ်ရာတွေတော့အခြားသူတွေမှာရှိခြင်းမှရှိပါလိမ့်မယ်ဒါပေမဲ့သူတို့မှလည်းမတူညီတဲ့အတိတ်ဒဏ်ရာတွေရှိတတ်ကြပါတယ်ထိုအတိတ်တွေကိုမတူးဆွမိလောက်အောင်မိမိကိုယ်ကိုအလုပ်ပေးရင်စူးစမ်းရမှာဖြစ်ပါတယ်ထို့နောက်မှာတော့တင်အတိတ်ထဲကနေထွက်နိုင်လာပါလိမ့်မယ်အခုချိန်ထိအတိတ်ထဲကရုံးမထွက်နိုင်သေးတဲ့အထဲမှာတင်ပါနေရင်အခုချိန်ကစပြီးရုံးထွက်ဖို့စူးစမ်းပါတော့မိမိကိုယ်ကိုအလုပ်ပေးပါအလုပ်တွေပိုစူးစမ်းပါသူများတွေကိုလည်းကူညီပါတဖြည်းဖြည်းတင်အတိတ်တွေစီကနေတေချာပေါက်လွတ်မြောက်သွားပါလိမ့်မယ်တင့်ကောင်းထဲမှာအရေးကြီးဆုံးမှတ်ထားဖို့ကအတိတ်ဆိုတာပြန်မတွေးရင်မတည်ရှိတော့ပါဘူး